ပြီးခဲ့တဲ့အပိုင်းမှာ Wednesday ကိုသူ့အမေကအစွမ်းတွေကိုထိန်းချုပ်နိုင်အောင်တီးပြီးသားမျိုးဆက်တစ်ယောက်ကလမ်းပြပေးလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။အဲဒါကြောင့် Wednesday ကသူ့ရဲ့ဝိညာဉ်လမ်းပြဖြစ်တဲ့ Goody ကိုခေါ်ကြည့်နေပါတယ်။ရုတ်တရက်ဆိုသလိုဖျောင်းနိုင်တွေမိငိမ့်သွားပြီးတကားကပွင့်သွားပါတယ်။ဒါပေမဲ့ဘယ်ဝိညာဉ်မှရောက်လာတာမဟုတ်ပဲသူ့တငယ်ချင်း Enid အပြင်ကပြန်လာတာဖြစ်ပါတယ်။ဝိညာဉ်ခေါ်တာမအောင်မြင်လို့ဘဝင်မကျဖြစ်နေတော့အခန်းထဲကိုစားတစ်စောင်ရောက်လာပါတယ်။စာထဲမှာအဖြေတွေလိုချင်ရင်ညတကောင်အချိန် Crackstone ရဲ့တင်ချိုင်းကိုလာခဲ့လို့မဂ္ဂဇင်းစာအုပ်ကစာလုံးတွေနဲ့ရေးထားပါတယ်။ Wednesday ကတင်ချိုင်းကိုသွားတော့ Enid ကလည်းကြောက်ကြောက်လန့်လန့်နဲ့လိုက်လာပါတယ်။တကယ်တော့သူ့တငယ်ချင်းတွေကမွေးနေ့ surprise လုပ်ပေးဖို့ညာခေါ်လာတာဖြစ်ပါတယ်။ Wednesday ကတော့အဲ့ဒါတွေကိုစိတ်ဝင်စားပဲဟိုဒီဒီလိုက်ကြည့်နေတော့ငါထမြောက်လာတဲ့နေ့မှာမီးမိုးတွေရွာလိုက်မယ်လို့လက်တင်လိုရေးထားတာကိုတွေးလိုက်ရပါတယ်။ဒါဟာ Crackstone ရဲ့အဆိုအမိန်တစ်ခုဖြစ်ပြီးသူတို့အကြောင်းရဲ့မျက်ခင်းမြင်မှာလဲဒီစာကိုတယောက်ယောက်ကမီးတောင်းနဲ့ရေးသွားပူပါတယ်။ Wednesday ကအဲ့ဒီစာတန်းကိုထိလိုက်တော့အမြင်အာရုံထဲမှာ Goody နဲ့တွေ့ပါတယ်။ Goody က Crackstone ပြန်လာတော့မှမို့သူ့ကိုတားရမယ်လို့ပြောပါတယ်။ Wednesday ကသူ့ရဲ့စွမ်းအားကိုဘယ်လိုထိန်းချုပ်ရမလဲလို့ Goody ကိုမေးတော့ Goody ကကိုယ်တိုင်ပဲနီးလန်းရှာရမယ်လို့ပြန်ပြောပါတယ်။ပြီးတော့ Chance ရိုးတစ်ခုကိုပြပြီး Crackstone ကိုတားဖို့ဒီနေရာကိုရှာလို့ပြောပါတယ်။အဲနောက်မှာ Enid က Wednesday အတွက် Muffler တစ်ထည်မွေးနေ့လက်ဆောင်ပေးပါတယ်။သူတို့နှစ်ယောက်စင်တူဝစ်ချင်လို့ပေးတာပဲမဲ့ Wednesday ကတော့မဝစ်ချင်လို့အာတူဘလို့အထူးပွဲတက်မှဝစ်မယ်ဆိုပြီးထားလိုက်ပါတယ်။ Wednesday ကမျက်ခင်းမြင်ကိုရှက်ကြည့်နေတော့ Xavier ရောက်လာပါတယ်။ Wednesday က Xavier ကိုမကောင်းဆိုးဝါးလို့တန်တရားဝင်နေစေဖြစ်ပါတယ်။ Xavier ကတော့အကူအညီလိုရင်သူ့ကိုပြောလို့ပြောပြီးထွက်သွားပါတယ်။တစ်ဖက်မှာမြို့တော်ဝင်ရဲ့သား Lucas ကကျောင်းကပွဲကိုဖျက်ဆီးမိတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ကျောင်းသက်ရှင်ရေးလာလုပ်ပေးနေရတော့ Bianca နဲ့တိုးပါတယ်။ Lucas ရဲ့လက်မှာသူ့အမေရဲ့လူလိန်ခိုင်းကလက်ပတ်ကိုပတ်ထားတာတွေ့တော့ Bianca ကအဲ့ဒီခိုင်းကထွက်လိုက်ဖို့ပြောပါတယ်။အဲ့လိုနဲ့စကားပြောပြရင်တယောက်နဲ့တယောက်ရှင်းနှီးသွားပြီး Lucas ကဒိတ်ဖို့ချိန်လိုက်ပါတယ်။ Wednesday ကမြို့ထဲလာရင်ဆေးရုံမှာယူချင်းကိုဝင်တွေ့ပါတယ်။သတိမေ့နေတဲ့ယူချင်းကိုသူပြောချင်တာတွေရှင်းဖွင့်နေချိန်စိတ်ကူတုံးဆရာဝန်လျှောက်လာပါတယ်။နှင်းစီပန်းတွေလည်းပါလာပြီးသူကယူချင်းအမေတွေနဲ့ရှင်းနေတာကြောင့်သူတို့မားတဲ့အချိန်ယူချင်းကိုလက်ကြည့်ပေးတာလို့ပြောပါတယ်။ Wednesday လည်းဆေးရုံကထွက်လာခဲ့ပြီးတိုင်လာစီသွားပါတယ်။သူဆွဲထားတဲ့တကားပုံကိုပြပြီးတိလာလို့မေးတော့တိုင်လာကမသိတာကြောင့် Xavier ကိုသွားမေးပြန်ပါတယ်။ Xavier ကပုံကိုကြည့်လိုက်ပြီးသူဆွဲထားတဲ့ပုံတစ်ခုကိုလည်းပြန်ပြလိုက်ပါတယ်။ Wednesday ရဲ့အမြင်အာရုံကသူ့အိမ်မက်ထဲမှာမြင်ခဲ့ရတာနဲ့တူနေပါတယ်။ Xavier ကအဲ့ဒီအိမ်မက်ကိုလွန်ခဲ့တဲ့2ရက်ကမှတ်ခဲ့တာဖြစ်ပြီးသူ့အပြေးလေးချင်းရင်ဖြတ်ပြေးနေကြဖြစ်တဲ့စံအိမ်တစ်ခုရဲ့ခြံတကားပေါက်ပဲဖြစ်ပါတယ်။အဲ့ချိန်မှာတင်းကအုပ်ထားတဲ့ပကြီးကားတစ်ချက်ကိုဖွင့်လိုက်ပါတယ်။ပကြီးက Wednesday တရောတီးနေတဲ့ပုံဖြစ်လို့ Wednesday လည်းအံ့ဩသွားပါတယ်။ Xavier ကပုံကိုအသက်သွင်းပေးလိုက်တော့တချင်းတန်တွေကိုပါကြားလာရပါတယ်။ Wednesday ကခဏလောက်ငေးကြည့်နေမိပေမဲ့ဘာမှမပြောဘဲပြန်ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာ Bianca နဲ့ Lucas ကကော်ဖီဆိုင်မှာထိတ်နေကြပါတယ်။တယောက်နဲ့တယောက်အပြန်အလှန်ရင်ဖွင့်ရင်အစင်တွေပြေးနေပါတယ်။ Wednesday ကသူ့အမြင်ထဲကအိမ်ကိုသွားဆက်စုတော့အဲ့ဒီအိမ်ထဲကနေမြို့တော်ဝန်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအိမ်ကသူ့အဖေတက်လိုက်တယ်လို့သတင်းထွက်ဖူးတဲ့ Garrett Gates တို့မိသားစုရဲ့ဆိုင်အိမ်ဖြစ်ပါတယ်။မြို့တော်ဝန်ကရဲမှုကိုဖုန်းဆက်ပြီးဒီကိစ္စတွေအားလုံးရဲ့နောက်ွယ်ကတရားခံကိုသိပြီလို့ပြောပါတယ်။ဒီအကြောင်းတွေပြောဖို့တွေးနေကြနေရမှာဒီညတွေ့ကြမယ်လို့ချိန်လိုက်ပါတယ်။ Wednesday လည်းသိကျင်တာကြောင့်မြို့တော်ဝန်ကားနောက်ကနေခိုးလိုက်သွားပါတယ်။မြို့တော်ဝန်ကားပေါ်ကဆင်းချင်းအပြာရောင်ကားတစ်စီးကမြို့တော်ဝန်ကိုဝင်တိုက်ပြီးထွက်ပြေးသွားပါတယ်။ရဲမှုလည်းအပြေးအလွှားနဲ့ရှောက်လာချိန်မှာကားနောက်ဖုံးထဲကဆင်းလာတဲ့ Wednesday ကိုတွေ့လိုက်ရပါတယ်။ Wednesday ကိုဘာလို့မြို့တော်ဝန်ရဲ့ကားထဲမှာရှိနေတာလဲမေးတော့ Wednesday ကတရားခံကိုသိချင်လို့လိုက်လာတာလို့ဖြေလိုက်ပါတယ်။ Gates ဆိုင်အိမ်ကိုဘာသွားလောက်တာလဲလို့မေးတော့တဲလွန်စားတွေအားလုံးက Gates မိသားစုနဲ့အဲ့ဒီဆိုင်အိမ်ကိုပဲဦးတည်နေတယ်လို့ Wednesday ကပြောလိုက်ပါတယ်။ကျောင်းအုပ်ကလည်းထူးဆန်းတာတစ်ခုခုဖြစ်တာနဲ့ Wednesday အမြဲပါနေလို့အရန်တွေစိတ်ဆိုးနေပါတယ်။ကျောင်းကိုပါအမှုလာမပတ်အောင်ကျောင်းသားအားလုံးကိုလည်းအပြင်ထွက်ခွင့်ပေးလိုက်ပါတယ်။ဆီယာမသွန်ဟီလ်က Wednesday ကိုစိတ်ပူလို့သတင်းလာမေးပေမဲ့ Wednesday ကတော့သူ့ကိုခရူးဆိုင်ဖို့မလိုဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။အဲနောက်မှာတော့ Wednesday ကတိုင်လာကိုညစာစားဖို့ချိန်ပါတယ်။ Enid ကိုလည်းမွေးနေ့တော်ကကိစ္စကိုတောင်းပန်လိုက်ပြီး BFF တွေအပြင်ထွက်လဲကြမယ်လို့ပြောပါတယ်။ကျောင်းမြေမထွက်ရစီကန်းထုတ်ထားပေမဲ့ Wednesday ဘက်ကစပြီးခုလိုပြောတာကြောင့် Enid လည်းဝမ်းသာအားရနဲ့အပြင်ခိုးထွက်ဖို့သဘောတူလိုက်ပါတယ်။ကားပေါ်ရောက်မှ3ယောက်ဖြစ်နေလို့ Enid ရောတိုင်လာရောစိတ်ပြတ်သွားပါတယ်။သူတို့က Gates ဆိုင်အိမ်ကိုသွားကြခြင်း Wednesday ရဲ့အခန်းထဲကို Xavier ရှောက်လာပါတယ်။သူခေါ်တာကိုဘယ်သူမှပြန်မထူးလို့အထဲဝင်ကြည့်လိုက်တော့တယောက်မှမရှိပဲ Wednesday ရှိတယ်ထင်ရအောင်လက်နှိပ်ဆက်တကြောင်ကြောင်ရိုက်နေတဲ့တင်းကိုပဲတွေ့လိုက်ရပါတယ်။ Wednesday တို့ကတော့ Gates ဆိုင်အိမ်ရဲ့ကားကိုတောင်ထဲမှာမြို့တော်ဝန်ကိုတိုက်သွားတဲ့ကားအပြာရောင်ကိုတွေ့လိုက်ရပါတယ်။အိမ်ထဲမှာ Gates မိသားစုရဲ့ပုံတူပကြီးကားတစ်ချက်ကခန့်ခံညာညာရှိနေပါတယ်။သူတို့အကုန်သေးကုန်ပြီကို Goody ကဘာလို့ဒီအိမ်ကိုညွှန်ပြလိုက်လဲဆိုတာ Wednesday လည်းနားမလဲဖြစ်နေပါတယ်။စာကြည့်လိုက်ကလည်းတခန်းလုံးဖုန်တက်နေပေမဲ့ထူးထူးခြားခြားပြောင်းလဲနေတဲ့နေရာလို့တစ်ခုကိုတွေ့လို့နှိပ်ကြည့်လိုက်တော့လျှို့ဝှက်ခန်းတစ်ခုပွင့်လာပါတယ်
လျှို့ဝှက်ခန်းထဲမှာ Crackstone ကိုပူဇော်ထားတဲ့စင်တစ်ခုနဲ့အတူငါထမြောက်လာတဲ့နေ့မှာမီးမိုးရွာလိုက်မယ်ဆိုတဲ့သွေးစာကိုလည်းထပ်တွေးလိုက်ရပါတယ်။အိမ်ထဲမှာဖုန်တက်မနေပဲတန့်ပြတ်နေတဲ့အခန်းတစ်ခန်းလည်းရှိပါတယ်။အခန်းကတန့်ရှင်းပြီးလက်တလောနေထားတဲ့ပုံဖြစ်နေတဲ့အပြင်မညှိုးသေးတဲ့နှင်းစီပန်းတွေလည်းရှိနေပါတယ်။အဲ့ဒီပန်းတွေကယူချင်းစီကိုစိတ်ကူတုံးဆရာမယူလာတဲ့ပန်းတွေနဲ့တူနေပါတယ်။ LG ဆိုတဲ့စာလုံးနဲ့တံပတ်ရုပ်လေးလည်းရှိနေလို့လွန်ခဲ့တဲ့25နှစ်တုန်းကတည်သွားပြီဆိုတဲ့ Gates မိသားစုရဲ့အငယ်ဆုံးသမီး Laura Gates ကတကယ်မတည်သေးဘူးဆိုတာသိလိုက်ရပါတယ်။အဲ့ချိန်မဲ့အတန်တန်ကြားလိုက်ရပြီးနောက်လှေကားကနေမကောင်းဆိုးဝါးကောင်ကြီးတက်လာပါတယ်။နှစ်ယောက်သားထွက်ပြေးကြရင်မြေရောက်ခန်းထဲကိုကြာသွားပါတယ်။မြေရောက်ခန်းထဲမှာတော့မကောင်းဆိုးဝါးတက်လို့တည်သွားတဲ့သူတွေရဲ့ပျောက်ဆုံးနေတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုစနစ်တကျထိန်းသိမ်းထားပါတယ်။ Wednesday ကဆက်စုကျင်ပေမဲ့မကောင်းဆိုးဝါးကြီးရောက်လာတာကြောင့်နှစ်ယောက်သားအသေးအတန်ထွက်ပြေးကြပါတယ်။ဒါပေမဲ့တိုင်လာကကြံခဲ့တာကြောင့် Wednesday ကတိုင်လာစီပြန်သွားပါတယ်။တိုင်လာကမကောင်းဆိုးဝါးကြီးတိုက်ခိုက်တာခံထားရလို့ဒဏ်ရာရထားပါတယ်။အဲ့ချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ဇေဗီယာရောက်လာပြီးသူတို့ကိုကူညီပေးပါတယ်။တိုင်လာရဲ့အိမ်ထဲကိုသွားကြပြီး Wednesday ကဒဏ်ရာကိုဆေးထည့်ပေးနေတော့ရဲမှုရောက်လာပါတယ်။သူက Wednesday ကိုအပြစ်မတင်ရသေးရင် Wednesday ကရဲမှုလိုက်ကြည့်စရာတခုရှိတယ်ဆိုပြီး Gate ဆန်အိမ်ကိုခေါ်သွားပါတယ်။ဒါပေမဲ့ကိုအင်ကအစိပ်ပိုင်းတွေဘာမှမရှိတော့တာကြောင့်တက်တည်မရဖြစ်သွားပါတယ်။ရဲမှုက Wednesday ပြောတာကိုရှုံးပေမဲ့သူ့သားနဲ့ဝေးဝေးနေဖို့ရောနောက်ကိုဘယ်အမှုမှဝင်မပါဖို့ရောသတိပေးလိုက်ပါတယ်။ကျောင်းကိုပြန်ရောက်တော့လေကျောင်းကသူ့ရဲ့အမိန့်ကိုဖီဆန်ခဲ့တဲ့အတွက်ကျောင်းထုတ်ဖို့လုပ်ပါတယ်။ Wednesday ကသူ့လုပ်ခဲ့တာတွေအတွက် Enid နဲ့ Xavier ကိုတော့အရေးမယူဖို့ပြောပါတယ်။ပြီးတော့ Rowan စီကပုံကိုကျောင်းကိုပြလိုက်ပြီးသူ့ကိုဘာကြောင့် Rowan ကတက်ချင်တာလဲဆိုတာကိုပြောပြပါတယ်။ Rowan ကသူ့ကိုကျောင်းကိုဖျက်ဆီးမယ်လို့ထင်ခဲ့ပေမဲ့တကယ်ဖျက်ဆီးမဲ့သူက Joseph Crackstone လို့ Wednesday ကပြောပါတယ်။ပြီးတော့သူကပဲဒီကျောင်းကိုကယ်တင်နိုင်မှာမို့အဲ့လိုအဖြစ်ဆိုးတွေမဖြစ်လာစေချင်ဒီတစ်ချိန်ခွင့်လွှတ်ပေးပါလို့ကျောင်းအုပ်ကိုတောင်းဆိုလိုက်ပါတယ်။ကျောင်းအုပ်ကလည်းနောက်ထပ်စီကံချိုးဖောက်မှုတစ်ခုကြုံတာနဲ့အမေးအမြတ်မရှိကျောင်းထုတ်မယ်လို့ပြောလိုက်ပါတယ်။အခန်းထဲပြန်ရောက်တော့ Enid ကအခန်းပြောင်းမှုအထုပ်အပိုးတွေပြင်နေပါတယ်။ကျောင်းထုတ်ခံရမယ်ထင်ပြီးအထုပ်ပြင်နေတာလို့ Wednesday ကထင်လိုက်ပေမဲ့တကယ်တော့ Enid က Wednesday နဲ့မနေချင်တော့လို့အခန်းပြောင်းမှုပြင်ဆင်နေတာဖြစ်ပါတယ်။ Wednesday ကသူဖြစ်ချင်တာတွေကိုလုပ်ရဖို့အတွက်တငယ်ချင်းတွေကိုတော့တေးသေးရှင်းရှင်းခီးမဆိုင်ဘူးလို့ Enid ကပြောပါတယ်။သူကတော့ Wednesday အတွက်တငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ခက်ခက်ခဲခဲစူးစမ်းပေးခဲ့ပေမဲ့ Wednesday ကတော့တငယ်ချင်းဆိုတာဘာလဲနည်းနည်းလေးတောင်မသိဘူးလို့ပြောပြီးထွက်သွားပါတယ်။ Wednesday ကတယောက်တည်းကြံခဲ့ချိန်ဘဝမှာပထမဆုံးအနေနဲ့ဝမ်းနည်းမှုဆိုတဲ့ခံစားချက်ကိုခံစားမိလိုက်ပါတယ်။သူ Gate ဆန်အိမ်ကနေယူလာခဲ့တဲ့တံပတ်တစ်တာကိုဖွင့်ကြည့်လိုက်တော့တစ်တာထဲကနေသူ့ပုံတွေထွက်ကြလာပါတယ်။အဲ့ဒါကြောင့်တေးချင်အောင်ဆောင်နေတဲ့ Laura ကသူ့ကိုစောင့်ကြည့်နေတယ်ဆိုတာကိုလည်းသိသွားပါတယ်။ Gate ဆန်အိမ် Gate မိသားစု Crackstone မကောင်းဆိုးဝါးကောင်နဲ့သူကိုယ်တိုင်ကတနည်းနည်းနဲ့တော့ဆက်ဆက်နေတယ်ဆိုတာကို Wednesday သိလာပါတယ်။ဆေးရုံမှာရှိနေတဲ့မြို့တော်ဝန်ကလည်းအဲ့ဒီချိတ်ဆက်မှုတွေကတခုကိုသိသွားတာကြောင့်လူသက်သမားနှုတ်ပိတ်တာခံလိုက်ရပါတယ်။သူနီးတူအဖြစ်ခံမှာမဟုတ်တဲ့ Wednesday ကတော့သူကပဲလူသက်သမားကိုဥအောင်ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကတော့ Wednesday Season 1အပိုင်း6ဖြစ်ပါတယ်။